တကယ် luxury condo အဆင့်မှာဝယ်ယူနေထိုင်တဲ့ condo investor တွေအတွက်ဒီလိုလှပပြီးဒီလို luxury ဆန်တဲ့အခန်းအမျိုးအစားဒီလို smart house system နဲ့ဖွဲ့စည်းထားမှုတွေGolden City Luxury Condo ရဲ့ Phase 3 2 point အရောင်းပြပွဲကို developer ဓာတ်ရိုက်အသက်တာဆုံးစေးနဲ့ရရှိအောင်လို့ lifestyle မိုင်းမိုးကနေပြီးတော့ရောင်းချပေးလိုက်ပါပြီVIP hotline နံပါတ်ကိုဆက်သွယ်ပြီး register တင်ရုံနဲ့ Trustly Welcome Bonus 9 သိန်းနဲ့အတူ iPhone 16 Mayday Fee ကင်းလွှတ်ခွင့်နဲ့သိန်းရာထောင်စီစတာခွင့်ကိုလည်းဒီပွဲမှာအရယူလိုက်ပါတလွာမှာ16ခန်း Ronda အမျိုးအစားက6မျိုးအထက်ပေါင်း30ထိပါဝင်မဲ့ High Rise Luxury Condo Future မှာ Return for Investment အမြင့်ဆုံးပြင်ရမယ့် Luxury Condo ကိုမှရွေးချယ်ဝယ်ခြင်းနဲ့ Condo Investor တွေအတွက်ဝယ်ယူရရှိနိုင်မယ့်အခန်းမျိုးစားတွေကတော့ဒီခန်းအားသာချက်ကလူတိုင်းကြိုက်တဲ့တောင်လေအခန်းတိုင်းကနေတော့ဒီ living room ကနေပါရွှေတကုံဖျားပြူကိုမြင်ရတယ်Square feet 930ကျော်ကျဲဝန်းနဲ့2 bedroom အမျိုးအစားဒီခန်းလေးကတော့ master အခန်းပါဒီခန်းလေးကတော့ single အခန်းပါဒီ single အခန်းကနေလေရွှေတကုံဖျားပြူကိုမြင်ရမယ်ဒီလိုအခန်းမျိုးစားတွေကလည်းတစ်လွှာမှာ3ခန်းနဲ့ပါဝင်တာမို့လို့အရန် limited ဖြစ်တယ်မြင်ရတဲ့ခန်းတွေကိုကြိုက်လားကွန်ဒိုတွေမှာအေးရပြမြင်ရတဲ့ခန်းတွေကတိမ်တောင်းနဲ့ချီတန်စီရှိရဲဆိုပေမဲ့ဒီလိုအခန်းမျိုးစားကတော့တိမ်တသားအောင်နဲ့ရမယ်1189 square feet အကျယ်ရှိပြီးတော့ master တစ်ခန်း single နှစ်ခန်းပါဝင်တဲ့3 bedroom type မျိုးစားဒီခန်းလေးကတော့အဓိက main master အခန်းပါဒီလိုအင်အားပြခန်းကတစ်လွှာမှာတစ်ခန်းပဲပါတယ်အရင် limited ဖြစ်တဲ့ကြောင့်မလို့ condo investor အနေနဲ့ဝယ်ယူထားတဲ့အခန်းမျိုးစားပါsquare feet 400ကျော်ကနေ600ကျော်ထိရှိတဲ့လူကြိုက်များဆုံး one bedroom 1 bedroom ဆိုပေမဲ့ separate kitchen တိုက်လေးနဲ့ဖွဲ့စည်းပေးထားတာဒီလိုမျိုးကြည့်လက်ပြီးနေချင်းစရာကောင်းတဲ့အခန်းဖွဲ့စည်းပုံလည်းရှိတယ်1684 square feet ထိကျယ်ဝန်းတဲ့4 bedroom တိုက်အမျိုးအစားဒီခန်းလေးကတောင်ခန်းလေးလည်းဖြစ်တယ်living room မှာ balcony တစ်ခု main master မှာ balcony တစ်ခုနဲ့စုစုပေါင်း2ခုပါဝင်တာဖြစ်ပြီးတော့ဒီလိုအခန်းအမျိုးအစားတွေကနေလည်းရွှေတကုံဖျားပြူကိုမြင်ရတယ်ဒီခန်းဖွဲ့စည်းပုံကထင်တာထပ်ပို့ပြီးတော့ကျယ်ဝန်းနေ kitchen မှာဆိုလို့ရှင်လည်း separate တိုက်လေးကိုသုံးပေးထားတာဒီခန်းမျိုးစားကတော့ master နှခန်း single နှခန်းပါဝင်တဲ့4 bedroom type မျိုးစားမိသားစုဝင်များပြီး luxury living style ကိုခန်းစားရင်းနဲ့ high rise luxury condo မှာပဲနေထိုင်တဲ့သူတွေအတွက်သာဝယ်ယူရရှိနိုင်မယ့်အခန်းမျိုးစားဒီအခန်းမျိုးစားကအရင် limited ဖြစ်ပြီးတော့တစ်လွှာမှာတစ်ခန်းပဲပါဝင်တယ်2029ဒီဇင်ဘာမှာအခန်းအနှံပေးသွားမှာဖြစ်ပြီးတော့ Miss You project မျိုးစားဖြစ်လို့ top facility modern design နဲ့လမ်းမဖြစ်လာမယ့် building အမျိုးစားကိုတည်ဆောက်ပေးထားမှာအနာဂတ်မှာလည်း high ROI အမြင့်ဆုံးပြန်ရမယ့် Pre-selling Luxury Condo Project မလို့အတုံးမဲ့အရေးကြောင်းနဲ့ရွေးချယ်ဝယ်ခြင်းတဲ့ customer တွေအနေနဲ့အခုလာမယ့် Saturday Sunday event အယောင်ပြပွဲကိုလာရောက်ဖို့အတွက်ဖိတ်ခေါ်ကြပါတယ်ဒီရောင်းပြပွဲ2ရက်အတွင်းမှာသာ up to 900ကနေ1000အထိအထူး discount ပေါင်းများစွာနဲ့ဥပပြရောင်းချပေးသွားမှာမလို့အခုပဲ VIP hotline နံပါတ်လေးကိုဆက်သွယ်ပြီး register တင်လိုက်တော့နော်